conference ကဒီရိုဟင်ဂျာဒီလူမျိုးစုအထက်နဲ့တခြားလူမျိုးစုအထက်ကိုအဓိကထားပြီးတော့ရှင်းပြခဲ့တဲ့ဒီ high level top high level conference လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီအဓိကဒီဟိုရေချက်ကဘာလဲဆိုလို့ရှိရင်ဒီရိုဟင်ဂျာရဲ့နေရဲပြင်ရဲနဲ့ရိုဟင်ဂျာရေးကိုဘယ်လိုပြင်ရှင်းကြမလဲပေါ့နော်ဒီနိုင်ငံရကောပြီးအခုလူသားချင်းစာနာဖြစ်နေတဲ့အတွေ့ကိုဘယ်လိုမျိုးပြင်ရှင်းကြမလဲဆိုတာဟာကိုအခြေခံပြီးတော့မှဒီ conference ကိုရှင်းပြခဲ့အဖြစ်ပါတယ်အဲ့တော့ဒီ Professor Dr. Yunus ကဒီအဓိက share တချို့ကိုသူကတင်ပြခဲ့တာရှိပါတယ်ဟိုမှာဒီရိုဟင်ဂျာကိုအမြင့်ဆုံးနေရပြင်နိုင်ရေးနဲ့ဒီရိုဟင်ဂျာကိုခွဲခြားဆက်ဆံနေတဲ့ဒီလက်နက်ကိုင်တွေဥပမာ AA ပါဝင်ဖို့လေဒီမြန်မာစစ်တပ်ကသူတို့ကိုဒီနိုင်ငံတကာအနေနဲ့ PR ပေးဖို့ကိုပြီးနေစဲမှာအခုဒီ dog shop ဒီတည်popular တည်ဖြစ်နေတဲ့ဒီ drug dealing ကိုဒီအမြင့်ဆုံးဒီတက်နိုင်တဲ့ဘက်ကဒီstop flow ဖို့နေသူကအဲ့ဒါကိုအဓိကတာပြီးတော့မှဒီသူကတင်ပြခဲ့တာရှိပါတယ်ဟုတ်ဒေါက်တာယူနစ်ပြောတဲ့အပိုင်းကိုကြည့်ရမယ်ဆိုရင်ကတော့ဒီတော့အမြန်ဆုံးဒီနေရပြန်နိုင်ရေးဆိုတဲ့ဘက်ကိုတွန်းပြီးတော့ပြောနေတော့ဗောလေအဲ့တော့ကိုဇာနီဆိုလို့လည်းဒီရိုဟင်ဂျာအပိုင်းဝိုင်းထဲမှာတကယ်နေရပြန်ဖို့ဒီပမခယူနစ်ကတွန်းပြီးပြောနေပြီမယ်အဲ့ဒါဘယ်တော့ဖြစ်နိုင်လဲဒါကပြောမယ်ဆိုလို့ရှိရင်အဓိကဒီနေရပြင်နိုင်ရအထွတ်ကိုဘယ်သူနဲ့ဆိုင်သွားတယ်လဲဆိုလို့ရှိရင်ဒီဥမာရိုဟင်ဂျာတွေရဲ့နေရရင်ဖြစ်တဲ့ဒီရခိုင်ပြည်အထူးသဖြင့်မြောက်ပိုင်းပေါ့လေအဲ့ဒီမြောက်ပိုင်းကိုအုပ်ချုပ်နေတဲ့ဒီသူတို့နဲ့ဒီမြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ပြောမယ်ဆိုလို့ရှိရင်စစ်ကောင်စီပေါ့လေဒါသူတို့ကအဓိကတာဝန်ရှိတဲ့သူတွေဖြစ်တယ်ဆိုတော့ရိုဟင်ဂျာရေးကိုဒီ repatriation process ကိုလုပ်မယ်ဆိုလို့ရှိရင်သူတို့နဲ့ဒီပြောတင်းတဲ့ဟိုဒီ part ကနေကျွန်တော်တို့စဉ်းစားကြည့်ရမှာလည်းဖြစ်ပါတယ်သူကလည်းအဲ့ဒါပြောရတာဖြစ်ပါတယ်ဒါမဲ့ဒီအခုကအဲ့ဒါကဘယ်လိုမျိုးဖြစ်နိုင်လဲဆိုလို့ရှိရင်ဒီ repatriation ကိစ္စမှာကျွန်တော်တို့မှာဒီတည်ရှာလေးစဉ်းစားဖို့လိုတာကအခုပြည်တွင်းမှာရှိနေတဲ့မောင်တော့ဘူးတီတောင်တခြား state မှာပေါ့ဒီပြည်တွင်းမှာရှိနေတဲ့ရိုဟင်ဂျာကိုအခုတော့မှဥပမာ2023ကနေစပြီးတော့ဒီကနေ့တိတိတ်နဲ့ရှိတွေ့ပြေးတိတ်ချောင်ကနေရတာတော့မှရှိတယ်ဆိုတော့ရှိတဲ့လူတွေကိုတော့မှသူတို့ရတဲ့နည်းနဲ့ဒီတစ်ဖက်က indirectly or directly or သူတို့ကိုနင်တော့ခဲ့တာကျွန်တော်တို့တွေ့ရတယ်ဒီ human right လူ့ခွင့်ရေး reporter လည်းကျွန်တော်တို့ဒီသိရတာပေါ့လေဆိုတော့ဒီနေရေး fitness for အတွက်ကိုပြန်နိုင် for အတွက်ကိုကျွန်တော်တို့ကအဓိကဒီ data တွေမှာအောက်ရှုံးတွေသူတို့ကိုပဲအဓိကပေါ့ပို့ပြီးတော့မှုတည်တယ်လို့ကျွန်တော်ထင်ပါတယ်နိုင်ငံတကာရဲ့ပြရမှုလာရင်းရဲ့အရေးကြီးသူတို့ data တွေငယ်အောက်ရှုံးနေတဲ့ဒီ de facto authority ပေါ့လေသူတို့နဲ့အဓိကဒီတက်ဆိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဒီရိုဟင်ဂျာအပိုင်းဝိုင်းဘက်ကရောအခုဒီပြည်ပမှာဒီစောလှုပ်ရှားနေကြတဲ့လူတွေလည်းရှိတာပေါ့လေဒီကိုဇာနီဆိုးလည်းကိုယ်တိုင်လည်းအခုဒီအပြင်မှာရောက်နေပြီဆိုတော့ကျတော့ခုနကကိုဇာနီဆိုးပြောသလိုလက်တွေ့ရအုပ်ချုပ်မှုပေးနေတဲ့အလခတက်တော်နဲ့ဂျားမာရောရိုဟင်ဂျာ community အနေနဲ့စုစုစည်းဝမ်းဝမ်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတိစောက်ဖို့ကြိုးစားတာမျိုးမရှိဘူးလားကျွန်တော်တို့ရိုဟင်ဂျာ community အနေနဲ့ဒီကိစ္စမှာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမြောက်ဦးခေတ်ကအစပို့လေဒီ diverse community တွေနဲ့ကျွန်တော်တို့သူတကရှင်းတဲ့နေတိုင်းရုပ်ကိုပဲကျွန်တော်တို့ဦးစားပေးပြီးတော့အဓိကကျွန်တော် target ကအဲ့ဒါပဲဖြစ်ပါတယ်ဆိုတော့အဓိကဥမာ de facto authority ဖြစ်နေတယ်မှာပြောမယ်ဆိုလို့ရှိရင်ရခိုင်တက်တော်ပေါ့လေသူတို့နဲ့အမြင်သူတို့နဲ့ဒီကျွန်တော်တို့ကသူတို့နဲ့ပြလေးလေးနေဖို့အတွက်ကိုကျွန်တော်တို့ကြိုးစားကြတာလည်းဖြစ်ပါတယ်နောက်တော့မှလည်းကြိုးစားနေရမှာလည်းဖြစ်ပါတယ်ဒါမဲ့တခုအရင်မြင်ကုန်းတောက်စရာဖြစ်တာကဒီသူတို့အုပ်ချုပ်နေတဲ့နေရာမှာကြတော့ရှိတဲ့ပြည်သူကိုတော့ပြည်သူရိုဟင်ဂျာတောင်မှဒီသူတို့တဖြည်းဖြည်းနဲ့ပေါ့လေတွေ့ပြည့်နေတာကျန်နေမြို့မှာဒီလိုမျိုးကျန်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့လည်းဒီ peace bilateral ကိုဟိုမှာဒီအရက်ဖက်ပစီနဲ့ပတ်သက်ပြီးတော့ peace bilateral process တခုကိုပန်တီမြင်ဆိုလို့ရှိရင်ဒီကိစ္စဖိနိုင်လောက်တယ်ဒါပေမဲ့ဒီအခုကကျွန်တော်တို့ကအရင်ကြီးကိုနေရင်ပြင်ဖို့အတွက်ကိုဒီရခိုင်တက်တွေနဲ့ bilateral လောက်ရှင်တယ်သူတို့နဲ့စကားပြောရှင်တယ်ပြောကိုလည်းပြောရမှာဖြစ်တယ်ဒါသေချာတယ်ဒါမဲ့သူတို့ရဲ့စိတ်ဆန္ဒကသူတို့ရဲ့ willingness ကဒီအရင်ကြီးပါမနေဘူးဆိုတာကျွန်တော်တို့ဒီနေ့ရှာတွေ့ရတာဖြစ်ပါတယ်ဥပမာမောင်တော်ဘူးတီတော်ဟိုပေါ့နော်ဒီစစ်ကောင်စီမရှိတော့တာရှင်ကတည်းကစပြီးတော့ဒီကနေ့ဒီရိုဟင်ဂျာတွေကတိမ်နေရှိကိုဒီတစ်ဖြည်းနဲ့တစ်ဖြည်းပို့လေးစားလို့သုံးလို့မရတာကြံနေတခြားလူခွင့်ရှုဖို့ခံနေရတာကိုမခံနိုင်ပြီးတော့ရတဲ့နည်းနဲ့တွေ့ပြနေရတာကျွန်တော်တွေးတာခါကြတော့ဒီလိုမျိုးကြံနေမှာနေရပြင်နေရဲ့အထွတ်ကိုသူတို့နဲ့စကားပြောရင်တော့မှသူတို့ရဲ့ဒီ
ဒီ diplomacy အရာပေါ့လေသူတို့ပြောမယ်လို့ပြောပါမယ်တကယ်ကို willingness မှာပါတဲ့အခါကျတော့ဒီကိစ္စ FIFA အတွက်ကိုနည်းနည်းအလင်းဝေးတယ်လို့ကျွန်တော်သုံးသပ်လို့ရပါတယ်ဗျဟုတ် ဒီအရခတ်တော်ဘက်ကတော့သူတို့အမြဲတမ်းဟိုသဟဇာတာဖြစ်ရေးရှင်တွဲနေထိုင်ရေးကိုသူတို့ဘက်ကလည်းကြိုးစားတယ်ဆိုတဲ့အကြောင်းတွေသူတို့အခါအားရစွာပြောထားရှိပါတယ်ဟိုကျွန်တော်တို့နဲ့တိုက်ရိုက်ပြောတဲ့အထက်မှာလည်းဟိုပါခဲ့တဲ့အောက်ကြီးရှိတာပေါ့လေသူတို့ရဲ့ဒီရက်ဖက်စစ်ဖက်ဒီအုပ်ချုပ်ရေးအစစ်အနဲ့မှာလည်းဒီမွတ်စလင်အတိုင်းဝိုင်းတွေကသူတွေကိုသူတို့ထည့်သွင်းတာမျိုးရှိရဲပြီးတော့ကျွန်တော်ဟိုသဟဇာတာဖြစ်ဖြစ်ရှင်တွဲနေထိုင်ဖို့ရာသူတို့ဥမာဘောလုံးပွဲတို့ဟာမျိုးတွေကျင်းပပေးတာတော့အဆရှိသဖြင့်ပေါ့ဗျာပြီးတော့ Ranger တွေတနေရာနေတနေရာမသွားရအရင်မြန်မာစစ်တပ်လက်ချက်တော့ကန့်သက်ခံရတာကိုသူတို့ဖြေလျှော့ပေးတယ်ဆိုတဲ့အပိုင်းမျိုးလည်းပြောကြတာမျိုးရှိပါတယ်ဆိုတော့ကျတော့အဲ့ဒါလုံလောက်မှုမရှိဘူးဆိုပြီးတော့ကျတော့ဒါဒီဆိုလို့ဒါမြင်နေရတာလား ကျွန်တော်တို့ Ranger တိုင်းဝမ်ကဆိုလို့ရှိရင်ဒီရခိုင်တပ်တော်ရဲ့ action ပို့လေကြီးရကကြတော့ဒီအတိက social peace coexistence နဲ့ social harmony ပို့လေဒီမှာဒီရခိုင်တပ်တော်ပေါ်ရှုပ်ကိုကိုယ်တိုင်တွားပြီးတော့မောင်တို့ကိုဒီဥစားလောက်တဲ့ဟာကိုလည်းကျွန်တော်တို့လိုက်လိုက်လေးလေးကျူစုသလိုဒီလိုမျိုးဆက်ပြီးတော့ဒီ step by step ဒီတဲ့ပို့ပြီးတော့ကျွန်တော်မြင်ချင်တာလည်းဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့အနေနဲ့ဒီရခိုင်တပ်တော်ဘက်ကအာရခတပ်တော်ဘက်ကဘေးဟိုမှာ social harmony နဲ့ပတ်သက်တဲ့ဘေးဥစားကိုမဆိုကျွန်တော်ကြိုဆိုတာဖြစ်ပါတယ်ဒါပေမဲ့ဒီကိစ္စကိုတကယ် reality အနေနဲ့လှုပ်သလားပေါ့လေအဲ့ဒါလည်းကျွန်တော်တို့မမေကုန်းတောက်စရာဖြစ်ပါတယ်ဥပမာကျွန်တော်တို့အမြဲတမ်း data တွေမှာဖြစ်နေတဲ့ဟာကိုကျွန်တော်တို့အမြဲတမ်း monitoring လုပ်နေတဲ့ဒီဟိုမှာအတိုင်းဝဲဖြစ်တဲ့အခါကျတော့ဒီကျွန်တော်တို့အမြဲတမ်း data တွေ report တွေရတာဟာကimagine ဒီသူတို့ပြတဲ့ဥစားနဲ့ဒီတကယ် ground reality နဲ့တော်တော်လေးမြင်တယ်မှာကိုယ်ပြနေတာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီ conflict ကိုကျွန်တော်တို့ပြင်ရှင်းဖို့အတွက်ကဒီက willingness power ရှိတဲ့သူတို့စီမှာပဲ willingness ရှိဖို့ရန်ကြည့်ပါတယ်ဖြစ်ပါတယ်တကယ်လို့သူတို့ကစိတ်ကောင်းစေတနာကောင်းရှိနေဟိုမှာဟို Ranger နဲ့ရခိုင်ပေါ့လေဒီ eco မောင်နှမရှိနေသူတို့ကဆက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းဒီကိစ္စကိုပြင်နိုင်ဖို့အတွက်ကိုတော်တော်လေးနေပါတယ်အကြံနဲ့ပူကောင်းပါတယ်လို့ကျွန်တော်ပြောလို့ရပါတယ်အေးရဲဟိုပြောပုံဟိုစုပုံတွေပေါ့လေသူတို့ချင်းကပ်ပုံတွေကိုကျွန်တော်တို့ကြည့်ရခါမှာသူတို့ရဲ့စိုးရိမ်စိတ်ဟိုကြီးမားတဲ့နေရာတစ်ခုကတော့ဒီအာဆာတို့ RSO တို့ဒီ Ranger လက်နက်ကိုင်အဖွဲ့တွေရဲ့လှုပ်ရှားမှုတိုက်ခိုက်မှုတွေရှိတယ်ဆိုတော့သူတို့အများနဲ့ထောက်ပြနေပါတယ်အဲ့တော့ကျွန်တော်အဲ့ဒီပြဿနာကိုကြတော့ဒီဘင်္ဂလားဒေ့ရှ်အစိုးရဖြစ်စီဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖြစ်စီသူတို့ဖြည့်ရှင်းလို့စိတ်မရှိဘူးလားဒီကိစ္စမှာဒါနည်းနည်းတော်တော်လေးအရန်ကြီးကိုဟိုဥစားနည်းနည်း deeply ပို့လေချမ်းချမ်းနှံ့နှံ့ဥစားဒီဥစားကိုစဉ်းစားဖို့လိုပါတယ်ဒီအာဆာအော်တခြားဒီလက်နက်ခိုင်တွေကိုဟိုလေဒီဥမာဒီစစ်တပ်ရှိတဲ့အချိန်မှာတော့မှဒီသူတို့နဲ့ဝိုင်းဝန်းပြီးတော့မှဒီသူတို့နဲ့ပို့ပေါင်းတယ်ပြီးအခန့်တက်တကိုတိုက်တယ်ပြီးဒီလိုမျိုးလုပ်တယ်ဆိုပြီးတော့ဒီတခြားတချို့ report တချို့ရလဲကျွန်တော်တို့ဗိုလ်လေဒီတွေ့ရှိရတာလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့လည်းရှင်းရှင်းလင်းလင်းပြောပြီးသားဖြစ်ပါတယ်ဒီဘေးအချမ်းပဲလွတ်ရက်ကိုမဆိုဖို့လေကျွန်တော်ဖြင်းဖြင်းနေနေရှုံချတယ်ဥမာအာစာပြောမလားတခြားသူတွေပြောမလားဒါမဲ့ဒီကုစားမှာဆိုလို့ရှိရင်အာစာတခြားဒီလက်နက်ခိုင်တွေကိုအကြောင်းချပြီးတော့မှချန်ရှိနေတဲ့သူတွေကိုနေပေါင်းစုံနဲ့ဒုက္ခရောက်အောင်လုပ်နေဆိုတာကလည်းဘလို့မှလက်ခံလို့မရတာရလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဟိုအင်ရှင်လက်ခံထားတဲ့ဘင်္ဂလားဒေ့ရှ်ကတော့သူတို့ပုံမှာအင်တာမဝင်ပြီးရဆိုပြီးသူတို့ဒါထပ်ပြန်တယ်လည်းပြောလာတယ်ပေါ့လေဆိုတော့ကျွန်တော်နှစ်ပိုင်းပေါ့လေအဓိကကတော့ဒီနိုင်ငံတကာထောက်ပံ့မှုတွေကအခုအကန့်အသတ်တွေဟို short ချမှုတွေနဲ့တော်တော်ရုန်းကန်ရတယ်နောက်တစ်ပိုင်းကတော့ခုနကလိုနေရပြန်ရေးကိစ္စပေါ့အဲ့တော့ကျွန်တော်အခုနိုင်ငံတကာအလဲမှာကုလသမဂ္ဂဟိုစင်မြင့်ချက်မှာဒါနိုင်ငံတကာအပိုင်းဝိုင်းကိုပန်ကြားပြီးမိုဟာမက်ယူနက်စ်ကလည်းပြောတယ်ဆိုတော့နိုင်ငံတကာဘက်ကရောဟိုနေရပြန်ရေးချက်ချင်းငယ်အထမြောက်မလာသည့်တိုင်အောင်ဒီထောက်ပံ့ရေးနဲ့ပတ်သက်ပြီးတော့သူတို့ဘယ်လိုဂရုပြုကြတာတွေသတိထားမိတယ်ခင်ဗျကျွန်တော်ဒီ conference ကို New York General Assembly မှာကိုယ်တိုင်ဒီ key speaker တယောက်အနေနဲ့မင်းကုန်းတော့ပြောတာရှိပါတယ်ဆိုတော့ကျွန်တော်လည်းပဲဒီ current situation နဲ့ human လူသားချင်းစာနာတောက်ထရေးနဲ့ပတ်သက်ပြီးတော့ပြီးလူခွင့်ရေးချိုးဖောက်ခံနေတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြီး Ranger အတွက်ကိုဒီ permanent solution ပေါ့လေဒီတကယ်စစ်မှန်တဲ့အဖြစ်ကိုဘယ်လိုတောက်ကြမလဲဆိုတော့ဟာလေကျွန်တော်လည်းဒီ mapping တစ်ခုအနေနဲ့သူတို့ကိုတင်ပြခဲ့တာရှိပါတယ်ဆိုတော့ဒီ2019ကနေဒီဆိုလို့ရှိရင်ဒီနေ့တိဆိုလို့ရှိရင်ဒီပေါင်း10နှစ်မှာပေါ့လေဒီအဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းပဲဒီ developing country ဖြစ်တဲ့ပွင့်ဖြူးနယ်စပ်နိုင်ငံတိုင်းဖြစ်တယ်လို့ဒီလူတွေကရင်းကုန်ဝင်လဲတဲ့အကျဉ်းနဲ့ကျွန်တော်လက်ခံတယ်ဆိုတော့ဒေါက်တာယင်နော့စ်ကလည်းဒီသူတို့
ဒေါက်တာ Yunus Professor ဒေါက်တာ Yunus ကတင်ပြခဲ့တဲ့ဒီ mapping ကလည်းအရင်ကောင်းပါတယ်အဲ့တခုပူကောင်းတဲ့အကျက်ကပါလဲဆိုလို့ရှိရင်ရိုဟင်ဂျာတွေကမြန်မာပြည်ကလူတွေဖြစ်တယ်ရိုဟင်ဂျာတွေရဲ့ solution ကလည်းပဲမြန်မာပြည်ကလောက်ရမယ်ဖြစ်တယ်ဆိုပြီးတော့ရှင်းရှင်းလင်းလင်းတင်ပြခဲ့တာရှိပါတယ်နောက်တစ်ခုက funding ပေါ့လေအဲ့တော့ funding ကိုတင်ပြတဲ့အခါကျတော့ဒီတချို့ဟိုမှာ Britain တို့ American တို့နိုင်ငံဆိုလို့ရှိရင်တိတ်နေရှိလဲကျွန်တော်တို့ကိုရင်ပါမယ်ဆိုပြီးတော့သူတို့ကပြောခဲ့တာလေကျွန်တော်တို့တွေ့ရပါတယ်နိုင်ငံတော်တော်များများကရိုဟင်ဂျာနဲ့ရက်တဲ့ကြောင်းဒီရိုဟင်ဂျာတို့လူခွင့်ရှုပုံနေရတဲ့ဟာကိုကျွန်တော်ပြင်းပြင်းနဲ့ရှုံချကြောင်းဆိုပြီးတော့လေသူတို့ကတင်ရွက်တဲ့နဲ့ဒီရက်တဲ့ခဲ့တာလေကျွန်တော်တွေ့ရပါတယ် နောက်ကခင်ဗျမွတ်စလင်နိုင်ငံတွေပေါင်းပြီးဖွဲ့ထားတဲ့အဖွဲ့အစည်းတွေလည်းအဲ့ဒီမှာရှိနေတယ်ဆိုပြီးကျွန်တော်နားလည်ထားတယ်ဥပမာဒီ OIC ဆိုရင်တူရကီကနေ OIC ကိုသူကူစားပြုပြီးတော့ဒီနီလာခံမှာတက်တယ်ပြီးတော့ဒီပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးကောင်စီကိုစားပြုပြီးတော့ကူဝိတ်ကနေပြီးတော့တက်တယ်ဆိုပြီးကျွန်တော်နားလည်ထားတယ်သူတို့ဆိုရင်ညာတက်နိုင်တဲ့သူတွေငွေကြေးရလည်းတက်နိုင်တယ်ဆိုတော့ဘာကူညီမယ်ပြောတယ် သူတို့ကအဓိကပို့လေဒီရိုဟင်ဂျာရဲ့ရိုဟင်ဂျာကိုရင်တက်ဆိုင်သူတို့သိရှင်တဲ့သူတို့ရဲ့ထင်ပြရှာရကျွန်တော်တို့က analyze လုပ်ကြည့်မယ်ဆိုရင်ဒီအရေးကိုအမြင်ဆုံးသူတို့ဒီ political solution တစ်ခုနိုင်ငံရေးအဖြစ်တစ်ခုကိုပဲသူတို့အမြင်ဆုံးရရှိတာဖြစ်ပါတယ်ဒီတောက်တွင်းမှာပဲဒီဥစားနည်းနည်းအချင်းကြာနိုင်တဲ့တွေ့ကြုံမလို့အခုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းပဲဒီတသန်းသောရိုဟင်ဂျာတွေကဒီအရန်ကြီးကိုဒီ humanitarian crisis ခံနေရတဲ့အကြံတွေမြို့မှာဆိုလို့ရှိရင်သူတို့ကဒီတက်ပို့ပြီးတော့ဒီတက်မကပို့ပြီးတော့အကွန်ရင်တွေသူတို့ဆက်ဖိမယ်ဆက်ပြီးတော့သူတို့တောက်ဖန်ပေးသွားမယ်ဖြစ်ကြောင်းဆိုပြီးတော့သူတို့ပြောရတာလဲတွေ့ရပါတယ် ညီလာခံကျင်းပတာကခုနကလိုဒီကုလသမဂ္ဂရဲ့အထွေထွေညီလာခံရဲ့အစိတ်အပိုင်းအနေနဲ့ကျင်းပတယ်အဆင့်မြင့်ကိုယ်စားလှယ်အဆင့်ဆိုပြီးတော့လည်းနာမည်တက်တယ်ဆိုတော့ကျတော့ထွက်လာဖို့ကလည်းအတိအကျဒီလုပ်ငန်းစဉ်တွေမူဝါဒတွေကိုအချိန်ကာလနဲ့တကွာထွက်လာဖို့ဆိုပြီးတော့ဒါဘင်္ဂလားဒေ့ရှ်ဘက်ကလည်းရည်မှန်းတယ်ဆိုတော့ရည်မှန်းချက်တိုင်းတွေပြည့်မီအောင်ဒီစုပ်စုပ်ကန်ကန်ဘာတွေတော့ဘယ်ချိန်မှလုပ်မယ်ဆိုတဲ့ဟာမျိုးတွေထွက်လာတယ်လို့မြင်လား ဒီကိစ္စကိုဆိုလို့ရှိရင်ဥမာဒီ General Assembly ရဲ့ President ကိုကိုရိုင်းကလည်းဒီတချို့ဒီ summarize အနေနဲ့ပြောတာရှိတယ်ဥမာ Ranger တွေရဲ့ပြဿနာကဥမာ2019ကနေဖြစ်တဲ့ပြဿနာမဟုတ်ဘူးဒါဒီစေစုနှစ်များစွာဒီလူခွင့်ရရှုပေါင်းများစွာနဲ့ဒီကမ္ဘာအပြည့်နဲ့ကန်ဆယ်လူရင်းစားဆိုပြီးတော့သူတို့ကခံရတဲ့လူတွေဖြစ်တယ်ဆိုပြီးတော့ဒီကိစ္စကိုကျွန်တော်တို့ကလည်းနိုင်ငံဒီ UN members တွေနဲ့ကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံတော်တော်များများလည်းဒီကိစ္စကိုရက်တယ်ဖို့လို့သူလို့ထပ်နိုင်တဲ့ဘက်ကလည်းကိုရင်ဖို့လို့ဆိုပြီးတော့သူကလည်းတိုက်တွန်းတယ်လို့တချို့ဟိုမှာနေရက်ပြန်တဲ့ရက်တွေကိုလည်းကျွန်တော်တို့ထပ်နိုင်တဲ့ဘက်ကUnited Member State တွေနဲ့ကျွန်တော်တို့ပူးပေါင်းပါဝင်မယ်ဖြစ်သွားကြောင်းဖြစ်မဲ့တော့ပါဝင်သွားမယ်ဖြစ်ကြောင်းဆိုပြီးတော့နေကုန်းကြောက်ရတာလည်းဖြစ်ပါတယ်ဆိုတော့အပြေမင်းကိုနောက်ဆုံး resolution ကိုပို့လေကျွန်တော်ဘယ်တော့ထွက်လာမယ်လဲဆိုတာလည်းကျွန်တော်တို့လောလောဆယ်ပြောရခက်ပါတယ်ဗျဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့ကလည်းဒီဘယ်တော့တွက်မယ်ဆိုတော့ဒီ framework timing framework တစ်ခုကပြောလို့မပြောသလိုဒီကိစ္စကဘယ်တော့ချနိုင်မယ်လဲဆိုတာသူတို့ပဲတိမှာဖြစ်ပါတယ်အဲ့တော့ဒီကိစ္စအရှင်ဘယ်လောက်ထိချနိုင်တယ်လဲဆိုတာလည်းကျွန်တော်တို့လည်းစောင့်ကြည့်ကြရမှာဖြစ်ပါတယ်ဟုတ်